Hello အားလုံးပဲမင်္ဂလာပါပုံပါရှင်PAC လေးတွေဒီတစ်ခါ reading မှာဖျဲသည့်ပုံလေးနဲ့လုပ်ပြီးထားတယ်ကိုအစွဲဆောင်ဆုံးဖြစ်တဲ့ group တစ်ခုကိုရွေးလိုက်ပေါ့နော်တချို့လူတွေကြတော့ဒီအသက်ရှူသွင်းရှူထောလုပ်ပြီးတော့မှရွေးချင်လည်းရတယ် group 4ရဲ့ energy ကမိုက်တော်မိုင်းနဲ့ mission accomplish ဖြစ်ထားတာဒါမှမဟုတ်လို့ရှိရင်တို့က project တစ်ခု complete ဖြစ်ထားတာအဲ့လိုမျိုးလေးတွေ့နေရတယ်သူတို့ကတချို့တွေဆိုလို့ရှိရင်ကဘာပတ်ပြီးပြန်လာတဲ့လူတွေလည်းပါတယ်ပေါ့နော်journey တစ်ခုပြီးဆုံးသွားပြီပြီးရင် rewards ရနေရပေါ့နော်ဂုဏ်ပြုရင်းမြင့်ခြင်းတွေခံနေရတယ်တချို့ဆိုလို့ရှိရင်ဒါမှတော့တင်တဲ့တက်တာတွေလည်းပြီးခဲ့ပြီပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကနေပြီးတော့တဆင့်ပြန်လဲပြီးတော့ဝေမျှပေးနေတာကိုရဲ့ကိုရောင်ကိုဟာထုံးလင်းနေတာကိုရဲ့ကောင်းတဲ့တွေကြော်စောနေရမျိုးလက်ရှိ energy မှာတွေ့နေရတယ်နောက်တစ်ခုကကြတော့ဒီ group 4လေးအတွက်ပေါ့နော်ကိုရင်ကိုအေးစိမဲ့သတင်းစကား3ခုကိုကြည့်ထားပြီးတဲ့အချိန်မှာသတင်းစကားနံပါတ်1ကကြတော့ပါလဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲကိုတိုက်ခိုက်နေတဲ့လူတွေပေါ့နော်ကိုဝိုင်းပြီးတိုက်ခိုက်နေတဲ့လူတွေကသူတို့ဓာတ်ချက်တွေနဲ့ပဲသူတို့ပြန်ပြီးတော့ကေသွားတယ်ပေါ့နော်သူတို့မလှန်နိုင်ဘူးပေါ့နော်ကိုလှုပ်ထားတဲ့အတိုင်းကိုသူတို့ပြန်ခံနေရတယ်ပြီးလို့ရှိရင်မစားနိုင်မတောက်နိုင်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေရတယ်ပေါ့နော်အဲ့ဒါကြတော့ဘယ်လိုပြောသူများဒုက္ခရောက်တာယူပြန်ကြတာကြတော့ကောင်းတဲ့ဟာတော့မဟုတ်ဘူးပေါ့လေဒါပေမဲ့ကိုသူတို့ပြန်လာရမ်းမရှာနေနိုင်ဘူးဆိုတာမျိုးပြောချင်တာအဲ့ဒါလည်းကိုတို့ကောင်းတာပေါ့သူတို့ပြဿနာနဲ့သူတို့လှည့်နေရလို့ပြောချင်တာကိုပြဿနာလာရှာမဲ့လူတွေသူတို့ပြဿနာနဲ့ကိုသူတို့ပြီးနေသူတို့လုံနေသူတို့ပြီးနေကိုဘာမှလာမလုံနိုင်ဘူးပေါ့နော်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကကြတော့ဗာလဲဆိုလို့ရှိရင်တချို့တွေကိုနေရက်နဲ့အဝေးမှာနေရတဲ့လူတွေဆိုလို့ရှိရင်ငွေကြေးဘက်မှာပို့ပြီးတော့အဆင်ပြေလာမယ်ပေါ့နော်ဒီထဲမှာ Taurus တွေပါတယ်ဆိုလို့ရှိရင်Taurus တို့ Leo တို့ Aquarius တို့ပါတယ်ဆိုလို့ရှိရင်ပို့ပြီး resonate ဖြစ်တယ်ပေါ့နော်အဲ့တော့ငွေကြေးပိုင်းကစိုးရိမ်စရာမလိုနေဘူးတခါလေကြာလို့ရှိရင်ကိုကမိန်ထိုင်နေတဲ့ပတ်စံတွေဝင်နေမယ်ဆိုတော့ energy မျိုးပေါ့နော်ထိုင်နေုံနဲ့တော့ပတ်စံမဝင်ဘူးဒါပေမဲ့ကိုကဘာလဲဆိုလို့ကိုရဲ့နေရကိုရှိရမယ့်နေရကိုလုံးရမယ့်နေရမှာရှိနေရင်ကိုကပတ်စံဝင်နေမယ်ဆိုတဲ့ဟာမျိုးအဲ့တော့ကိုနဲ့မဆိုင်တဲ့အလုပ်တွေဝင်မပါနဲ့ကိုနေရကိုတီးပေါ့နော်ကိုနေရကိုတီးပြီးကိုနေရကိုနေပြီးကိုလုံးဆရာရှိရလုံနေနေပတ်စံဝင်မဲ့ဟာသူများကိစ္စဝင်မပါနဲ့ပေါ့လေအဲ့လိုမျိုးနောက်တစ်ခုကကြတော့ပါလဲဆိုလို့ရှိရင်နောက်ထပ်ရင်ထဲကိုအေးစင်မဲ့တင်းစကားနံပါတ်3ကကြတော့ပါလဲဆိုလို့ရှိရင်ကိုကကျင်နာလို့တနာလို့ဝေမျှလိုက်တဲ့အရာတွေတခုမှကိုဆုံးရှုံးသွားတဲ့အရာရှိတယ်အဲ့ဒီနေရာအလွတ်နေရာကို universe ကနေလာဖြည့်ပေးမယ်ဆိုတဲ့ဟာမျိုးကိုတွေ့ရတယ်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပို့တောင်ရှမ်ပန်နေသေးတယ်အရင်တစ်ခေါက်ကမှနည်းနည်းဘယ်လိုပြောမလဲရော့တာတို့ဘာလို့ရှိနေဦးမဒီတစ်ခေါက် universe ကလာပေးမဲ့အရာအခုထပ်ပိုရှန်နေပေါ့လေအဲ့ဒီသတင်းစကားကတော့နံပါတ်3မြောက်ပြီးရင်ပုံကဒီမှာဘာထက်ကြည့်ပေးထားလဲဆိုလို့ရှိရင် guidance message ပေါ့နော် oracle ကိုပုံကဒီမှာထက်ကြည့်လိုက်တော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရင်ထဲမှာကိုယ့်ရင်ထဲမှာရှိတဲ့အရာတခုကိုသူများတွေကကြည့်လိုက်လို့ရှိရင်တော့အခွန်မှာအသီးလို့ထင်ရပါမယ်အဲ့ဒီအခွန်အမှားကိုဖယ်လိုက်လို့ရှိရင်အထက်မှာတန်မိုးရှိတဲ့အရာတွေရှိတယ်အဲ့တန်မိုးရှိတဲ့အရာဘယ်လိုပြောရမလဲအခွန်မာသေးကိုဘာနဲ့တင်စားပြောရမလဲဆိုပုံတော့ရှော့ကလက်လောက်တဲ့ကိုအစီကိုသိရမလားအဲ့ကိုအစီကိုဖယ်လိုက်လို့ရှိရင်အထက်ကအစီလေးတွေကျတော့ဒီတိုင်းဆိုလို့ရှိရင်ကျတော့ဘာမှတော့ဖြစ်မလာဘူးပေါ့နော်ဒါပေမဲ့အဲ့ကိုစီကိုသူ့ကသူ step by step လောက်လိုက်လို့ရှိရင်နောက်ဆုံးမှာ chocolate ရတဲ့ shape ထိလုံးလို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကို raw material ပေးတယ်ပေါ့ raw material ပေးတယ်တချို့လူတွေကကိုအခွန်မှာအဖြစ်ပဲမြင်နေကြတာဒါကြီးအခွန်မှာဘာမှလည်းလုံးလို့မရဘူးဒါပေမဲ့ကိုကဘာလဲဆိုလို့ရှိရင် hot chocolate ကိုထုတ်မပေးနိုင်အောင်တော့အနည်းဆုံးတော့မဟုတ်ဘူးအခွန်မှာသာပြောတာငါဒီမှာနော်ငါ chocolate ကိုလုံးနိုင်တဲ့အစီပေါ့နော် raw material ငါမှာရှိနေတယ်ဆိုတာမျိုးကိုလူတွေမြင်အောင်ပြသပေးပါတဲ့အဲ့ဒီတော့အခုဒီမှာဆိုလို့ရှိရင်လည်း Venus retrograde ကလည်းပြီးတော့မယ်ပေါ့နော်တကြံမတိုင်ခင်ဆိုလို့ရှိရင် Venus retrograde ကပြီးတော့မယ်ဆိုတော့တကြံပြီးတဲ့အချိန်ကြာလို့ရှိရင်အခုထပ်ပို့ပြီးတော့ဘယ်လိုပြောကိုယ့်ရဲ့ချစ်ချင်းမြတ်တာကိုလူတွေပိုသိလာမယ်ဆိုတာမျိုးကိုမြင်နေရတယ်ပေါ့လေအဲ့တော့ဆက်ဆံရအဆင်ပြေပါစေကျေးဇူးများတင်ပါတယ်